အားလုံးမင်္ဂလာပါကြိုဆိုပါတယ်ဒီနေ့ဘန်ကောက်မှာရာသီဥတုအေးပါတယ်ပြီးတော့24ရက်နေ့နိုဝင်ဘာလပေါ့နော်နိုဝင်ဘာလ24ရက်နေ့ဖြစ်ပါတယ်ဘန်ကောက်မှာတရက်အလုပ်လုပ်တာဘယ်လောက်ရလဲမေးနေတဲ့သူတွေဖြေပေးချင်ပါတယ်ဘန်ကောက်မှာတရက်ကိုတချို့သူတွေက400နဲ့မှ50ရတယ်ဒီကဘတ်ငွေပေါ့နော်ပြီးတော့တချို့တွေက900 OT လုပ်ရင်သူက60 90 80အဲ့လောက်ထိရတယ်เนาะတနားရီကိုဒါပေမဲ့ OT ကတော့လုတ်တဲ့သူနည်းပါတယ်တရက်ကို900ရရင်တစ်လဆိုရင်1000ခွဲရတယ်ပြီးရင်အခန်းက4500စားတာက2500 5000 6000 9000ပေါ့နော်9000လောက်ကုန်တယ်အားလုံးပေါင်းဟိုဘက်ဒီဘက်လုတ်လိုက်ရင်9000ပဲကျန်တယ်9000အခုငွေဈေးကတော့800နဲ့မှ20ပေါ့နော်820အဲ့လောက်ရှိပါတယ်800နဲ့တွက်လိုက်ရင်တော့မှဟိုက9000ပဲကျန်တယ်ဗျာ9000ကို800နဲ့တွက်လိုက်ရင်ကျန်တဲ့ငွေကအဲ့ဒါကိုကစုမိတဲ့ငွေတချို့တွေဆိုအဲ့လောက်တော့မစုမိဘူး